ကျွန်တော်လေးသားချစ်ခင်ရသောတနင်္ဂနွေသားသမီးများတွေ6လပိုင်းတက်လာစာကံကြမ္မာအဟောများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ဒီစီစဉ်လေးမှာလည်းပဲကျွန်တော်ကတေရောကတ်နဲ့ပဲတည်တံ့ဟောပြောပေးမှာဖြစ်ပါတယ်တေရောကတ်နဲ့ဆိုတော်လည်းပဲကျွန်တော်ကပြည့်ပြည့်စုံစုံလေးဟောပြောပေးမှာပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဟာအခုဝင်ရောက်ဖြတ်တန်းလာမယ်6လပိုင်းတလတာမှာလွန်စွာမှစိတ်ချမ်းသာမှုပျော်ရွှင်မှုတာယာအေးချမ်းမှုတွေကိုရရှိပိုင်ဆိုင်နိုင်တော့မယ်ဆိုတာကိုတွေ့မြင်ရပါတယ်အလွန်တရာကိုစိတ်ချမ်းသာပြီးပျော်ရွှင်ရမယ့်တလတာပဲဖြစ်ပါတယ်အဲ့တော့ဒီ6လပိုင်းမှာခရီးနဲ့အလွန်အကျိုးပေးလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာအဲ့တော့ခရီးနဲ့အကျိုးပေးတဲ့လတလကိုဖြတ်တန်းရမှာပါအဲ့တော့ခရီးတွေထွက်ရမယ်သွားရလာမယ်ဆိုတဲ့ကိစ္စတွေကြုံရနိုင်တယ်လို့ရပ်ဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအဆက်အသွယ်ကောင်းတွေကိုလည်းပဲရရှိပါလိမ့်မယ်ဆွေမျိုးသားချင်းတွေစီကိုအလဲသွားရတာမျိုးတွေကြုံတွေ့ရနိုင်တယ်လို့ဆွေမျိုးသားချင်းတွေကလည်းကိုယ်တွေစီကိုအလဲဘက်ရောက်ရှိလာတာမျိုးတွေကိုလည်းပဲကြုံတွေ့ရနိုင်ပါတယ်နောက်တစ်ခုဒီကာလမှာပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေတဲ့သူတွေဆိုရင်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာအောင်မြင်မှုတွေရရှိပါလိမ့်မယ်။မြေကိစ္စလို့အမွေကိစ္စလို့ဟာမျိုးတွေဆောင်ရွက်ရမယ့်သူတွေရှိတယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုတွေရရှိပါလိမ့်မယ်။နောက်အဲ့လိုပဲမိတ်ကောင်းဆွေကောင်းဆရာသမားကောင်းတွေရဲ့အကူအညီကောင်းတွေကိုရရှိပါလိမ့်မယ်။နောက်တန်ဖိုးရှိတဲ့စက်ပစ္စည်းတွေဝင်ကိန်းရှိပါတယ်။စက်တူလုပ်ငန်းတွေမှာအကျိုးပေးအောင်မြင်ပါလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာနောက်တန်ဖိုးရှိတဲ့စက်ပစ္စည်းတွေဝင်ကိန်းရှိပါတယ်နောက်အဲ့လိုပဲဒီ6လပိုင်းတလတာကာလအတွင်းမှာလုပ်ငန်းကိုင်ငန်းတွေရဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်ငွေကြေးပိုင်းမှာတော့အဝင်အထွက်ကျန်းတတ်တယ်ဆိုတာကိုတွေ့ရပါတယ်အဲ့လိုပဲဒီ6လပိုင်းတလတာကာလအတွင်းမှာလူမှုပေါင်းတဲ့ဆက်ဆံရေးပိုင်းမှာတော့တချို့သောလူတွေနဲ့အဆင်မပြေတာမျိုးလေးတွေနည်းနည်းပါးပါးစကားပြောစကားများတာမျိုးလေးတွေရှိကောင်းရှိနိုင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခြေအနေတွေဟာသိပ်ပြောပါလောက်အောင်စိုးရတဲ့အခြေအနေမျိုးတွေရဲ့လို့တော့မဟုတ်ပါဘူးကောင်းမွန်စွာအောင်မြင်စွာဖြတ်ကျော်နိုင်လိမ့်မယ်လို့တွေ့ရပါတယ်နောက်တချို့သောပြဿနာလေးတွေတချို့သောအမှုခင်းလိုဟာမျိုးလေးတွေတချို့သောကိစ္စလေးတွေမှာဖြည့်ရှင်းရတာမျိုးလေးတွေရှိနိုင်ပါတယ်ဒါတွေဟာလည်းပဲကိုယ့်ဘက်ကပဲအသာရနိုင်ပါတယ်ကိုယ့်ဘက်ကပဲအနိုင်ရရှိနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ဂရုစိုက်ဖို့လိုတဲ့အချက်မှာမီးအပူလောင်တာတို့မီးလန့်တာတို့မီးလျှက်စစ်ရှော့ဖြစ်တာတို့ဒါမျိုးလေးတွေကိုဂရုစိုက်ဖို့လိုပါတယ်အဲ့တော့ဒါကလည်းပဲသိဆိုးဆိုးဝါးဝါအခြေအနေမျိုးကြီးတွေရဲ့လို့တော့မဟုတ်ပါဘူးအိမ်မှာရှိတဲ့လျှက်စစ်ပစ္စည်းတွေကိုသတိထားဖို့လိုပါတယ်လို့မှာကြံပါတယ်နောက်ဒီတလတာကာလအတွင်းမှာရေတို့အေးတို့ကိုလည်းပဲဂယူဆိုင်ဖို့လိုပါတယ်အဲ့တော့ရေချိုးမာတာတော့အေးမိတာတို့ဒါမျိုးလေးတွေလည်းပဲဖြစ်တတ်လွယ်ပါတယ်ခင်ဗျာအဲ့တော့ဒီတလတာကာလအတွင်းမှာကျမ်းမာရေးပိုင်းအတွက်မေးမယ်ဆိုလို့ရှိရင်စစ်ဖြစ်ပါတယ်ကျမ်းမာရေးအတွက်သိပြီးတော့စိတ်ပူစရာမရှိပါဘူးအဲ့တော့အလောက်ကိုင်းအနေနဲ့ကောင်းတယ်ငွေကြေးပိုင်းအနေနဲ့အဝင်အထွက်ကျန်းတာကလွယ်ရင်ကောင်းပါတယ်ပညာရေးပိုင်းအလွန်ကောင်းပါတယ်ဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အလွန်ကောင်းပါတယ်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာနည်းနည်းပါးပါးအဆင်မပြေတာမျိုးလေးတွေရှိနိုင်တယ်အတိုက်အခိုက်တို့ရန်တို့အနှောက်အယှက်တို့ကင်းပါလိမ့်မယ်နောက်ကျန်တဲ့အပိုင်းတွေမှာလည်းပဲသိပြီးတော့ညံ့ပါတယ်ဆိုတာကိုမရှိပါဘူးဗျာအခြေရေးအိမ်တော်ရေးကတော့ကျွန်တော်ထပ်ပြီးတော့မဟောတော့ပါဘူးဘာကြောင့်လဲဆိုတော့တီးသန့်ဟောစရန်ထပ်ပြီးတော့ကျွန်တော်တင်ပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ခရီးနဲ့အကျိုးပေးတယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာကြဒါကတော့ပထမတဲတော့ကတ်မှာဒါကျွန်တော်ပေါ့နော်ဒီကြုံတွေ့ရနိုင်တဲ့အထွေထွေကိစ္စရပ်တွေကိုခြုံငုံပြီးတော့ကျွန်တော်ဟောပြောပေးတာဖြစ်ပါတယ်။နောက်ထပ်တက်ကကျွန်တော်ထပ်ချိုးပြီးလို့ရှိရင်ဒါတနင်္ဂနွေသားများအနေနဲ့6လပိုင်းမှာဘလို့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်တယ်လဲဘယ်အချက်တွေကိုဂရုစိုက်ဖို့လိုတယ်လဲဘလို့ရရတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုထပ်ပြီးတော့ကျွန်တော်ကြည့်ပေးအောင်ပါပဲဖြစ်ပါတယ်အဲ့တော့ဂျားပြတ်ကြော်ညာဝင်ကျင်တာကကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဘေးတွေမေးမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်တင်ထားတာရှိပါတယ်တကယ်လို့ Viber မှာဖုန်းနံပါတ်ပြတ်သွားတယ်ဆိုရင် TikTok Messenger မှာလာပြီးတော့ကျွန်တော်ရဲ့ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက်ပြီးတော့တောင်းယူလို့ရပါတယ်အဲ့ဒီ Viber တို့ Telegram တို့ကနေဆက်သွယ်ပြီးတော့ဒါ online သီးသန့်ဘေးဒီမေးမြန်းလို့ရပါတယ်အဲ့တော့ဘေးဒီမေးမြန်းတဲ့အခါမှာတဦးချင်းတယောက်ချင်းရဲ့ကိန်းဂန်းကိုတက်ချက်ပြီးတော့လိုအပ်တဲ့ဘေးဒီဟောစတန်တွေကိုကျွန်တော်ကပို့ပေးပါတယ်ဘဝတက်တာနဲ့ပတ်သက်တဲ့အဟောတွေဒါစိတ်နေစရိုက်တွေပါတယ်ကိုယ့်ရဲ့စောင်းရန်ရှောင်းရန်တွေပါမယ်ဖွားစာတာနဲ့ပတ်သက်တဲ့အဟောတွေပါမယ်အဲ့တော့ကူးရောက်နေတဲ့နှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောဆောင်ရွက်ရမယ့်ရရာတွေပါတယ်နောက်ကိုကဘယ်နှစ်ဘယ်ကိန်းကိုဘလို့ရောက်နေတယ်ဘလို့ရှိနေတယ်ဆိုတာကိုသေချာနားလည်အောင်ကျွန်တော်က
ရှင်းပြပေးပါတယ်။နောက်ကိုကသိကျင်တဲ့အကြောင်းကိစ္စတွေကိုမေးကျင်တဲ့အကြောင်းကိစ္စတွေရှိပါလိမ့်မယ်။အဲ့ဒါတွေကိုတစ်ခုချင်းကျွန်တော်ကပြန်ပြီးတော့ဒါအခုလိုတဲရော့ကတ်နေနဲ့ဖြည့်ပေးဟောပေးတာမျိုးတွေရှိပါတယ်။နောက်ပြီးကမှဘယ်လိုရရတွေလုံးတင်တဲ့ဆောင်ရွက်တင်တဲ့ဆိုတာကိုအကြံပြုလမ်းညွှန်ပေးတာမျိုးတွေရှိပါတယ်။နောက်ပြီးတဲ့အခါမှာကျွန်တော်ရှိကိုပေါ့နော်ဒါအပြင်မှာဒါလူတွေ့ဗီဒီမေးမြန်းကျင်တဲ့ရန်ကုန်ကမိတ်ဆွေများအတွက်ကိုအချင်းကျွန်တော်ကြီးညာထားတဲ့အတိုင်းအခုဒီ6လပိုင်းထဲမှာကျွန်တော်ဒါဗီဒီယိုဟောကန်ဖွင့်ဖို့အတွက်အားလုံးပြင်ဆင်ဆောင်ရွက်ထားပြီးပါပြီဒီအခုလာမဲ့6လပိုင်း6ရက်နေ့ကနေစပြီးတော့12ရက်နေ့အထိတပတ်တိတိကျွန်တော်ရန်ကုန်မှာဗီဒီယိုဟောကန်ဖွင့်ပါမယ်အဲ့တော့သင်္ကန်းကျွန်းမြို့နယ်မှာဖြစ်ပါတယ်ကျွန်တော်နဲ့ဒါလာရောက်ဆက်သွယ်ပြီးတော့အပြင်မှာတွေးဆုံဗီဒီမေးမြန်းကျင်တဲ့သူများကကျွန်တော်ချီကိုကြိုတင်ဆက်သွယ်ပြီးတော့ဒါစရင်ပေးဖို့လိုပါတယ်အဲ့တော့ကြိုတင်စရင်ပေးသင်ထားတဲ့သူကြိုတင်ပြီးတော့ဆက်သွယ်ထားတဲ့သူကိုပဲကျွန်တော်ကဗီဒီယိုဟောပြောပေးမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ကဒါအပြင်မှာလူတွေဗီဒီယိုဟောတဲ့အခါမှာဗီဒီယိုဟောရုံနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ပေးနိုင်တဲ့ရေရာလက်ဆောင်တွေအဆောင်တွေကိုပါကျွန်တော်ဒါအခမဲ့မေတ္တာလက်ဆောင်ပြီးသွားအောင်မှာပဲဖြစ်ပါတယ်เนาะကြဒါကတော့ကျွန်တော်ရှိမှာဗီဒီမေးမြန်းခြင်းတဲ့သူများကိုဒါကြော်ညာပေးခြင်းပဲဖြစ်ပါတယ်เนาะကြတော့တနင်္ဂနွေသားသမီးများတွေ6လပိုင်းမှာဘလို့ကံအခွင့်အလန်းတွေရှိနိုင်အောင်မလဲဆိုတာကိုနောက်ထပ်တဲရော့ကလေးကျွန်တော်ထပ်ပြီးတော့ကြည့်ပေးအောင်မှာပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများတွေကျွန်တော်ပြောပြမယ်နော်ပျော်ရွှင်ရလိမ့်မယ်တအားပျော်ရွှင်ရလိမ့်မယ်ဒီ6လပိုင်းဟာကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့အောင်မြင်မှုတွေဟာကိုယ်တူးတဲ့တပါးသားတဲ့ကိုယ်တယောက်တည်းတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဒါချစ်သူခင်သူတွေကိုပါကူးဆက်ရစေလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ဒီကာလမှာဒီ6လပိုင်းမှာတိုးတက်အောင်မြင်မှုတွေကိုမုတ်ချဆိုသလိုရရှိပါလိမ့်မယ်ပုံမှန်အခြေအနေတွေကနေတိတာထင်ရှားသွားတဲ့တိုးတက်ပြောင်းလဲသွားနိုင်တဲ့အခြေအနေတွေကိုရရှိလာနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။တေရောကတ်ကတော့စိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းကိုကိုးစားပြုထားတဲ့ဇလာဘာဆိုတဲ့ကတ်ကိုကြပါတယ်နော်။အဲ့တော့ဒါကျွန်တော်အနေနဲ့ပေါ့နော်ဒီတေရောကတ်ရဲ့နမိတ်ပုံမှာပြောခွက်ဟာခွက်အနေနဲ့ပေါ့နော်မကောင်းတဲ့အနေထားရဲ့လို့တောင်သိပ်ပြီးတော့ပြောနေကြရပြနေကြရအကြောင်းမရှိပါဘူးတဲ့။အဲ့တော့အကြံပေးချင်တာကစိတ်ချမ်းသာအောင်နေပါပျော်အောင်နေပါတိတ်ပြီးတော့စိတ်ညစ်မခံပါနဲ့ pressure တွေမများပါနဲ့စိတ်ကိုပျော်အောင်မဲနေကိုယ့်ကိုယ်ကိုပျော်အောင်မဲထားအဲ့ဒါဆိုရင်တိုးတက်အောင်မြင်မှုတွေနဲ့တူဒါကံကောင်းခြင်းတွေပါကိုရှိကိုရောက်ရှိလို့လာပါလိမ့်မယ်ရေရအနေနဲ့ဘာလို့စေခြင်းလဲဆိုတော့ဖះမှာတစ်သီးတစ်ပတ်ကန်လှူပေးပါအလုံးလိုက်ပဲဖြစ်ဖြစ်ခွဲခြားစိတ်ဖြာပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်တစ်သီးတစ်ပတ်ကန်ဆိုတော့ဒါအကောင်းတော့ပန်းသီးလှူလိုက်ပါနော်အဲ့တော့ဖះမှာပန်းသီးတစ်ပတ်ကန်လှူပြီးတော့တို့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်ဖို့အတွက်ဒါဆူတောင်းပေးပါလို့ဒါကျွန်တော်ရဲ့မိတ်ဆွေများတနင်္ဂနွေသားသမီးများတွေရေရလက်ဆောင်လေးပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့ဆိုအဖေမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်